တတန်ဒီချိန်ကတော့မောင်ကြီးပက်လန်လည်းပန်းလေးတွေဖွင့်တဲ့အချိန်ပဲဖြစ်ပါတယ်တတန်မင်္ဂလာပါမိတ်ဆွေငယ်ကြီးတွေချီပါဦးဗျာဒီနေ့ကျွန်တော်မွေးစားမိအိမ်မှာပန်းလေးတွေပွင့်နေတဲ့မောင်ကြီးပက်လန်အပင်လေးတွေရိုက်ကြမှာပဲဖြစ်ပါတယ်ရင်းနဲ့နေရသင်းတယ်တရင်နဲ့နေသင်းတယ်ဒါပေမဲ့အသံအနှံ့လည်းနည်းနည်းပြင်းတယ်သင်းပြီးတော့မှပြင်းတဲ့အနှံ့ပုံစံမျိုးပေါ့နော်မောင်ကြီးပက်လက်လန်လို့ခေါ်တဲ့အကြောင်းကြီးကသူတို့ကိုကြည့်မယ်ဆိုရင်အခုဒါမိတ်ဆွေငယ်ကြီးကြည့်မယ်ဆိုရင်ဒီလိုကြည့်ရင်မမြင်ရဘူးအပေါ်စီကနေလည်းကြည့်ရင်မမြင်ရဘူးဒီလိုဘေးဘက်ကြည့်ရင်လည်းမမြင်ရဘူးဟုတ်တယ်လို့အောက်ဘက်ကနေပြီးတော့မှလန်ကြည့်မှမမြင်ရမှာပဲဖြစ်ပါတယ်အဲအကြောင်းမောင်ကြီးပက်လက်လန်ဆိုပြီးခေါ်ကြတာပဲဖြစ်ပါတယ်မောင်ကြီးပက်လက်လန်ရဲ့အနေထားကိုအနီးကပ်အနေထားလေးကြည့်လိုက်အောင်နော်ဒါမောင်ကြီးပက်လက်လန်ပန်းလေးတွေပွင့်နေတဲ့အနေထားလေးနော်လှနေတာဒါရိုးရိုးမျိုးပါတော့တချို့အထုံးမျိုးတွေလည်းရှိတာအထုံးမျိုးကတစ်ခါကျရင်ပွင့်ဖက်အနေအောင်လို့ပွင့်ဖက်အစိမ်းအောင်လို့လည်းရှိတာပဲဖြစ်ပါတယ်